တခါတော့ကအရန်ကိုရက်ဆက်ပြီးရုပ်ရင်ကြမ်းတမ်းတဲ့မိန်းမကြီးတစ်ယောက်ရှိပါတယ်သူ့ရဲ့သမီး2ယောက်ကလည်းအရန်ကိုစိတ်ပုတ်ပြီးတော့နေ့တိုင်းလိုရန်ဖြစ်စကားများနေကြပါတယ်သူတို့အိမ်ကအိမ်ဖော်မလေးစင်တွဲလာကတော့အရန်စိတ်ထားကောင်းပြီးလှပတဲ့မိထွေးနဲ့သမီး2ယောက်ကတော့စင်တွဲလာကိုတနေ့အလုပ်တွေအများကြီးခိုင်းစေတတ်ပါတယ်ပြေးအောင်လို့ရမယ်ပြေးဟဲ့သားရှိလို့မမဲမဲနဲ့မသားရှိတော့ငါပဲလို့ပြေးပဲဆိုတော့နဲ့ပြီးရဲနော်ငါนี่ချက်ပူလာတယ်အော်နော်မတော့ဘူးဗျာ你要搞俺怎么搞的把你的有外面老师ငါနဲ့နေထမပိုကြည့်တယ်နေထမပိုလာတယ်မဆုံးဒီကောင်မဆန်ငါသမီးရေကိုပွားဖို့လို့မယ်ကောင်းတော့ဖြည်းဖြည်းလောက်နေရလဲကြားလိုက်တာအဖြည်းဖြည်းလောက်ပါလို့ငါကြားမသိတော့မယ်ဘယ်ကောင်မလဲမကကြည့်အဲ့တော့ကနေဖိတ်လာပါနဲ့ Oh my god ကဘကဖိစားပဲကဘမမဲဘကကြည့်ရတယ်လေရေးချင်မယ်အာစီရဖိစားလိုက်တာမင်းကငါဘောပဲရွေးမှာငါဘောပဲရွေးရမယ်မင်းကငါဘောပဲရွေးရမယ်နေရစကြည့်တယ်ကောင်းတယ်နေရလေဒီကကျမကလိုက်လို့မရဘူးလုံးဝမရဘူးငါနဲ့ငါသမီးတွေနဲ့သွားမှာနေအိမ်မှာနေရမယ်နေအိမ်မှာနေရမယ်အဲ့တရှိလောက်ထားကထောက်ပြီးကျွဲသားဒုက္ခခန္ဓာကိုချိုးစားကြည်နေမိုင်လေအချီရဆူရှာရင်နေကလေးကလေးမယုံနိုင်အောင်ဖန်ဆာလေရီယာမနေ့ကျလေးကောဘဲကိုသွားရအောင်အမလို့တယ်အများကြီးကြာသေးတယ်လိုက်လို့မရဘူးဘာမှစမ်းဘူးလေနေမှာတအားတော့ပဲမင်းဖြစ်လုပ်ပေးမယ်ရောဒီကိုတော့လိုက်ဒီလိုနဲ့မော်ဆရာမလေးကစင်တွဲလာကိုလှပတဲ့မိန်းကလေးအဖြစ်အသွင်းပြောင်းပေးပြီးကပွဲကိုခေါ်ဆောင်သွားခဲ့ပါတယ်။ထားအပြင်7နိုင်မဲ့ထိုးကင်ပြန်လာဖို့လဲစင်တွဲလာကိုမှားလိုက်ပါသေးတယ်ငါဘသူ့ကိုမင်းသမီးအဖြစ်တင်ထားရမှာလဲငါနဲ့တွဲကားမဲ့သူလည်းမရှိဘူးနင်ကရမ်းလာတယ်မင်းသမီးဖြစ်တင်ကြချင်တယ်ဟေးနေအောင်လေနင်းနာမည်ကဘာလဲနင်းနာမည်လည်းမပြောခဲ့ဘူးငါစီကြည့်မယ်။ညာ။ဒီကတော့အဲ့လိုကြည့်လိုက်တာ။
我不耐了，我是那个妈妈，对不对？啊，我累了。我干嘛呀？哇，好美！ငါမင်းသမီးလေးတွေ့ပြီ ဒီလိုနဲ့မင်းသားလေးဟာစင်ဒရဲလာကိုမင်းသမီးအဖြစ်တင်ပြလိုက်ပါတယ်မင်းသားလေးကစင်ဒရဲလာကိုနောက်ဆုံးမှလက်ထပ်ခွင့်တောင်းလိုက်ပြီးရာသက်ပံပျော်ရွှင်စွာနေထိုင်သွားကြပါတယ်ပုံပြင်လေးကတော့ဒါပါပဲကွယ်